စိတ်ဆက်တဲ့ brother ရှိလားအားလုံးပဲမင်္ဂလာပါ Gaming by Black DC Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mobile Legends ဆော့ပြီးတော့ Fighter လို့တောင်းကျမ်းကျင်နေတဲ့ brother တွေရဲ့ထက်ကလေးဆိုထိုးမဲ့ကြိတ်မဲ့တက်မဲ့ပုံနေမယ်ထိတ်ဆုံးကနေဝင်ချမယ်ဆိုရယ် brother တွေအတွက်ရည်ရွယ်ပြီးတော့ Solo တင်လို့ကောင်းမဲ့အကောင်းဆုံး EP လေးနာ9កောင်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်5ကနေစပြီးတော့နံပါတ်1နေရာထိအစင်လိုက်ပြောပြပေးတော့မှာဖြစ်တဲ့ကြောင့်မို့ Fighter တွေရဲ့ဘယ်ရင်ဟာဘယ်သူဖြစ်မလဲဆိုတာသိကြရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာHero တွေကိုအရင်မပြောပြခင် brother အနေနဲ့ Fighter ကိုင်မယ်ဆိုရင်တည်တဲ့အချက်အနှဲငယ်ကိုကျွန်တော်အရင်ဆုံးပြောပြပေးချင်ပါတယ်နံပါတ်1တစ်ချက်နဲ့အရေးကြီးဆုံးတစ်ချက်က Fighter ရဲ့အဓိကတောင်းပါဗျာ enemy ရဲ့မိနဲ့ mass man တွေ position ကောင်းကောင်းယူလို့မရအောင် enemy ရဲ့ back line ထဲမှာဝင်အိမ်ပေးရမယ်ဗျာနောက်တစ်ချက်ကbrother အနေနဲ့ lane queue ကိုတက်နေမြင်ရှင်းပြီးတော့ video တွေကိုလိုက် join ပေးရမယ်ဗျာတစ်ခါတလေမှာ solo run တွေမှာကိုယ်တင်က target bait ဆိုင်နေတဲ့အချိန်မှာဗျာ target bait ကိုလာမကူဘဲနဲ့ tower ချိုးနေတဲ့ fighter တော်တော်များများကိုကျွန်တော်တွေ့ပြီးရဗျာတက်နေများအဲ့လိုမလုပ်ပါနဲ့အထူးသဖြင့် target bait တို့ low bait တို့မှာ brother အနေနဲ့မဖြစ်မနေပါဖို့ပါမယ်ဗျာခါတလေ target bait တို့ low bait တို့ဆိုင်ကနေမှာ enemy ရဲ့ hyper ပတ်စားနေတာတို့ jungle တိုးနေတာမျိုးလို့ဆိုရင် brother အနေနဲ့ဗျာ video တက်နိုင်များရအောင်လိုက်တောင်းပေးရမယ်။ကဲပြီး enemy ရဲ့ hyper က video မပေးဘူးဆိုရင်လည်းရတယ်အဆင်ပြေပါမဖြစ်ဘူးဗျာ။ brother အနေနဲ့ enemy hyper ကိုသွေးလိုက် shot အဲ့လိုလုပ်ပေးမယ်ဆိုလို့ရှိရင်ကိုတင်ရဲ့ hyper တော့ဒီ target တွေရဖို့60%လောက်ကတော့တည်ကြတယ်ဗျာ။ကဲဒီလောက်ဆိုရင် brother အနေနဲ့ fighter ကိုဘယ်လိုဆော့ရမလဲဆိုတာကိုအနည်းငယ်သဘောပေါက်လောက်ပြီးထင်ပါတယ်။ဒါဆိုရင်တော့ solo run တင်လို့ကောင်းမဲ့ fighter တွေကဘယ်ယူဖြစ်မလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်။ update ပြီးရနောက်ပိုင်း solo run တင်လို့ကောင်းတဲ့ fighter တွေအများကြီးရှိတဲ့ထင်ရမှာဘာလို့အတွက်ကန်ရလွယ်ပြီးတော့အဆင်ပြေစမဲ့ hero တွေပဲပြပြပေးတော့မှာဖြစ်တဲ့ကြောင့်မို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့နောက်တစ်ချိန်ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ solo run တင်လို့ကောင်းတဲ့ fighter တွေထဲမှာ number 5နေရာမှာရှိနေတဲ့ hero တွေကတော့ကျွန်တော်တို့လို Mobile Legends e-sport ကိုကြိုက်တဲ့လူငယ်တွေရဲ့အသေးကိုခွဲခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ hero တစ်ကောင်ဖြစ်တဲ့လက်ပူပဲဖြစ်ပါတယ်။ဟုတ်ပါတယ် solo run တင်လို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်လက်ပူကိုဘာလို့ရွေးချယ်ပေးရတာလဲဆိုတော့သူ့ရဲ့ spell တွေကြောင့်ပဲဖြစ်ပါတယ်။လက်ပူရဲ့ spell တွေကကူးလောင်းမြန်တဲ့အတွက်ကြောင့်မလို့ဘယ်တခဏဆိုင်လို့ရသလို early game မှာက damage ထွက်တဲ့အတွက်ကြောင့်မို့ bro အနေနဲ့ဗျာ spell တွေကိုတေချာလေးအသုံးချတတ်မယ်ဆိုရင် early game မှာက hero ပြည့်ရနိုင်တယ်ဗျာ။အခုလို hero က early game မှာရတာ hero ပြည့်ရထားလို့ရတော့ဗျာ။တွေးများတဲ့ကောင်တွေကိုအသေးနိုင်ပါတယ်ဆိုရဲတက်ကေတာတွေတို့နာမည်ကြီးနေတဲ့ကရီးကိုလူလူလို hero တွေနဲ့ပြင်တော့မရဘူးဗျာ။အဲ့လိုပြောလို့ဘာသာမလို့မရှိနဲ့အဲ့ဒါကျွန်တော်ကိုလေးတော့နောက်ပြီးသူ့ရဲ့ passive အကြောင်းကျွန်တော်အနည်းငယ်ပြောပြပေးချင်ပါတယ်။လက်ပူရဲ့ passive က skill 1 နဲ့ဖြစ်ဖြစ် physical attack နဲ့ဖြစ်ဖြစ် enemy တို့ free တို့ jungle free တို့ကိုတွားချလို့ရှိရင်ဗျာသူ့ရဲ့သွေးရအောက်ကအဖြူအောင်တန်းလေးတက်လာတော့ brother တို့တွေ့လိမ့်မယ်။အဲ့ဒီအဖြူအောင်တန်းလေးပြည့်သွားတဲ့ခါကျလို့ရှိရင်အနီအောင်ပြောင်းသွားတယ်ဗျာ။အဲ့ဒီက physical attack ကိုနှိပ်လိုက်လို့ရှိရင်ရှိတစ်ခုတက်လာတယ်ဗျာ။အဲ့ဒါတော့သူ့ရဲ့ passive ပဲ။နောက်ပြီး skill 1 နဲ့2က2မျိုးရှိရဗျာ။ enemy ကိုတုံးထားတဲ့အချိန်နဲ့မတုံးထားတဲ့အချိန်ဆိုပြီးပေါ့2မျိုးရှိတယ်။ enemy မတုံးထားဘဲနဲ့ skill 1ကိုတုံးမယ်ဆိုရင်လက်ဘူးကသူ့ရဲ့ဓာတ်နဲ့လက်ကို enemy စီကိုပြစ်လိုက်မှဖြစ်ပြီးတော့ enemy ကဓာတ်နဲ့လက်ရဲ့ elected မှာရှိနေလို့ရှိရင် damage ပူထိမယ်ဗျာ။ enemy ကိုတုံးပြီးတော့ skill 1ကိုတုံးမယ်ဆိုရင်လက်ဘူးကသူ့ရဲ့ဓာတ်နဲ့လက်ကိုပူလိုက်မှဖြစ်ပြီးတော့ enemy ကို stand ပေးမှဖြစ်ပါတယ်။skill 2ကလည်း enemy မတုံးဘဲနဲ့တုံးမယ်ဆိုလို့ရှိရင် blend တစ်ခုဖြစ်တုံးလို့ရမှဖြစ်ပြီးတော့ damage အနည်းငယ်လည်းပါမှဖြစ်ပါတယ်။ enemy ကိုတုံးပြီးတော့ skill 2ကိုတုံးမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဓာတ်နဲ့လက်ပူထားတဲ့ range တွင်းမှာရှိတဲ့ဘေးရအောင်မဆို damage ပေးမှဖြစ်ပါတယ်။ enemy ကတော့ enemy စီကိုခုံဝင်သွားမှဖြစ်ပြီးသူပူထားတဲ့ဓာတ်နဲ့လက်နဲ့ဗျာဘယ်ဘက်ကိုတစ်ချက်ရိုက်ညာဘက်ကိုတစ်ချက်ရိုက်ပြီးလို့ရှိရင် elected ကိုတစ်ချက်ရိုက်ချသွားမှဖြစ်ပါတယ်။လက်ပူရဲ့အားသာချက်ကတော့ဘယ်တဲထဲမှာ enemy ဘက်ကမိနဲ့ mass man တွေ position ကောင်းကောင်းကြီးယူလို့မရအောင်လိုက်ဖြတ်စီလို့ရတာပဲ။နောက်ပြီးသူ့ရဲ့ combo တွဲလုံးတွေဖြစ်တဲ့ enemy flicker, skill 1 flicker တို့ကိုကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်လေဘက်တဲကိုအများကြီးပြောင်းလဲဖြစ်စေပါတယ်။နောက်ပြီး enemy ကကိုတာဝါကိုယူဖို့လာတဲ့အခါမျိုးမှာလဲ2 vs 1ဖြစ်ဖြစ်3 vs 1ဖြစ်ဖြစ်ကောင်းကောင်းကြီး defend လုပ်ရပါပြီ။လက်ဘူးကိုခက်ကြမ်းလေးဆော့ကြရင်တော့ DI နဲ့ဆော့လို့ရပြီးတော့ emblem လေးကတော့ဒါလေးကကောင်းပါတယ်ခင်ဗျ။ Fetish Spell ကိုတော့ brother အနေနဲ့ combo တွေတွဲလို့ရအောင် flicker နဲ့ပဲဆော့ဖို့အကြံပြုပြရစီခင်ဗျ။အခုဗီဒီယိုကြည့်နေတဲ့အထက်မှာလက်ဘူး player တွေပါတယ်ဆိုရင်မင်းတို့လေးကိုကြွားခဲ့ပါဦးဗျာ။ကဲ number 4နေရာမှာရှိနေတဲ့ hero လေးကတော့မတေမျိုးတောင်ပြောလို့ရတဲ့ UN နဲ့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ Mobile Legends နဲ့မှာဒုတိယမြောက်သွေးအများဆုံး hero တစ်ကောင်ဖြစ်တဲ့ UN နဲ့ဟာ solo run မှာလို့ဗျာပစ်ချင်တာပစ်ပြီးချချင်လို့ချကန်ရနာကန်ရိုက်ကောက်နေကြတဲ့မှာတော့အလူတော်ကလူကြောကြီးလှုပ်လို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။တခါလေ brother အနေနဲ့ enemy ဘက်မှာဗျာဘလောက်ပဲတက်မသိနိုင်တဲ့ UN နဲ့တစ်ကောင်ပါလာတာကိုကြုံမှုကြမှာပါ။အခါကျရင်
brother ပါဝင် brother တို့တင်လုံးကချိန်နိုင်ခင်းမြိုက်ဖြစ်ပြီးတော့အဲ့ unit ကြီးကိုတရက်ကွက်လုံးလိုက်တက်အဲ့ကောင်ကြီးကလည်းမသေးသူ့လိုက်တဲ့လိုက်တက်နေတဲ့အတွက်ကြောင့်မို့ဗျာလိမ့်နေရလွတ်တာဝါရီကကျူပေါ်နောက်ဆုံးတော့တဖိသွားရောအဲ့လိုဖြစ်မျိုးဖြစ်ဖူးကြရမှာလားအဲ့ဒါ unit အဓိကပြီးကွက် unit ကင်မယ်ဆိုရင်သူ့ရဲ့ပတ်စစ်အကြောင်းလေးပြီးဖို့ဟုတ်ပဲဗျအဲ့ဒီတော့ကျွန်တော်သူ့ရဲ့ပတ်စစ်အကြောင်းလေးနည်းနည်းရှင်းပြပေးချင်ပါတယ် unit ရဲ့ပတ်စစ်ကတော့သူ့ enemy က damage ပေးတဲ့အခါမှာ stat လေးရလာလိမ့်မယ်ဗျာအဲ့ဒီ stat ကအများဆုံး20ထိရမှာဖြစ်ပါတယ်အခါကျရင် brother အနေနဲ့အဲ့ဒီ stat 20အတွင်းမှာရောက်နေတဲ့ level နဲ့အချိုးကျသွေးပြန်ပြေသွားမှာဖြစ်ပါတယ်ဒါပေမဲ့ stat တစ်ခုရတိုင်းမှာဗျာ10 second ကြာမယ်အဲ့10 second အကြာတိုင်းမှာလေ 0.8 second သွေးတက်နှုန်းနဲ့ပြန်တက်နေမှာဖြစ်ပါတယ်နောက်ပြီး skill 2 က billion လို့လည်းပြောလို့ရတယ်ဗျနောက်ပြီးတော့ skill 2 သုံးတိုင်းမှာ brother အနေနဲ့ sheet တစ်ခုတက်မယ်ပြီးတော့ enemy ကို slow ပေးမယ် skill 1တော့လွယ်လေးဗျအဝိုင်းကြီးလဲသွားတာဗျပြီးကြရင် enemy ကိုနည်းငယ် slow ပေးမယ်ဒါပဲနောက်ပြီး animate ကတော့သူ့ကို slow ပေးတဲ့အရာတွေကိုဖယ်ရှားပြီးတော့ movement speed ကို60ရာခိုင်နှုန်းမြန်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ unit ရဲ့ spare တွေပဲဖြစ်ပါတယ် unit ကိုသုံးရတဲ့အဓိကအားသာချက်ကတော့ lane cut တင်နေလှုပ်လို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်ပါတယ် lane တွေကြော်ရှင်းလို့ကောင်းတယ်တခါလေကိုယ်အသိနှိမ့်နေတဲ့အခါမျိုးမှာ brother အနေနဲ့ဗျာ enemy ရဲ့ mega tower သုံးလုံးကြားထဲမှာ lane တွေကြော်ရှင်းပြီးတော့ enemy ရဲ့ attention ကိုတောင်းလို့ရဗျာဒါအဲ့လိုလုပ်နေပြီဆိုရင်တေချာပေါက် enemy တင်းက brother ကိုလာတက်ကိုတက်ပါဗျာဒီလားအခါကျရင် brother အနေနဲ့ enemy အသင်းကိုအချိန်ဆွဲပြီးတော့ brother ရဲ့အတင်းကို speed ဖန်တီးပေးလို့ရတယ်ဗျာ brother ရဲ့အတင်းကလည်း speed ရလာပြီဆိုလို့ရှိရင်ဗျာပွဲကလူတာလာလိမ့်မယ်ဗျာကျွန်တော်ပြောရရောဒါပေမဲ့ enemy အတင်းမှာ brother ကို instant နဲ့တန်းဖြတ်လို့ရတဲ့လူတို့ career တို့ hero တွေပါလာရင်တော့မကင်ဘူးရဲ့ early game မှာမတီးအောင်ထိန်းဆော့ဖို့ရတော့အကြံပြုပြရစီခင်ဗျunit ကိုမတီးအောင်ဆော့ကျင်ရင်တော့ DI တန်နဲ့ဆော့လို့ရပြီ emblem လေးကတော့ဒါလေးကကောင်းပါတယ်ဗျာ British Bay ကတော့unit ကြောက်ရတခုပဲဗျာသူ့ကို stand ပေးပြီးတက်ပါပဲအဲ့အတွက်ကြောင့်မို့ brother အနေနဲ့ purify နဲ့ဆော့ဖို့အကြံပြုရခင်ဗျာဒီ video ကိုကြည့်နေတဲ့အထက်မှာ unit god တွေများပါလို့ရှင်မင်းတို့လေးတွေကိုကြွားခဲ့လို့ရပါတယ်ဗျာကဲ number 3 နေ့မှာရှိနေတဲ့ hero လေးကတော့အများ hyper စားသုံးသူကြီးလို့တည်ထားကြတဲ့ငကားကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ် view zone ဟာဒီ update မှာ adjustment လုပ်ပေးပြီးရဲ့နောက်ပိုင်းမှာ solo run တင်လို့ကောင်းတဲ့ hero ကောင်ဖြစ်လာပါတယ်အဓိကကတော့သူ့ရဲ့ skill 1ကူတောင်ရောချပေးလိုက်တဲ့အတွက်ကြောင့်မလို့ EAP လိမ့်ပါဗျာ fighter တော်တော်များများကိုရှင်ထိန်လို့ရလာပြီးတော့ T5 battery မှာလည်း enemy ရဲ့ maximum နဲ့ melee ရဲ့ position ကိုကောင်းကောင်းကြီးယူလို့မရအောင်ဒုက္ခတော်တော်လေးကိုပေးနိုင်တဲ့ hero တကောင်ဖြစ်လာပါတယ် skill 1 2 3နဲ့ battery van ကိုကောင်းကောင်းကြီးအသုံးချနိုင်မယ်ဆိုရင်လည်း hero key တကောင်ကိုအလွယ်လေးနဲ့တက်လို့ရလို့အဲ့ဒီ combo နဲ့ပဲနှိမ့်နေတဲ့ကိုယ့်ရဲ့အတင်းကိုတစ်ဖန်ပြန်တာသွားအောင်လည်းလုပ်လို့ရတယ်ဆိုတာဖိလစ်ပင်းနဲ့မြန်မာတို့စော့ကစားသွားတဲ့2023 SEA Games ပြိုင်ပွဲကိုကြည့်ပြီးရဆိုရင်သိမှာပါကဲ user ဘယ်လိုကန်ရမလဲဆိုတော့ကျွန်တော်အနေငယ်လေးပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ user passive လေးကြောင်ပြောကြရအောင်ဗျာ user passive က physical attack နဲ့ဖြစ်ဖြစ် skill တစ်ခုနဲ့ဖြစ်ဖြစ် enemy ကိုတုံးလိုက်ပြီဆိုလို့ရှိရင်ဗျာ enemy ရဲ့အောက်မှာအမှတ်သားလေးတစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီအမှတ်သားကိုပြည့်အောင်လုပ်ပြီးလို့ရှိရင် enemy ကတွေးရော့သွားပြီးတော့ကိုကတွေးပြန်တက်လာတဲ့အပြင် movement speed လည်းအနေငယ်မြန်လာလိမ့်မယ်ဗျာ skill ကတော့ user ဟာတွေးဝေယုံကိုဝေယမ်းလိုက်ပြီးတော့ enemy ကို passive stat နှစ်ခုပေးရဗျာskill 2ကတော့ငကားလွတ်တာပေါ့ enemy ကိုထိသွားရင် base attack က damage ပို့ထွက်မယ်ဗျာ skill 3ကတော့ furious die လို့ခေါ်ပြီးတော့သူရဲ့ range အတွင်းမှာတတ်မှတ်ထားတဲ့နေရာကိုခုန်သွားမှာဖြစ်ပါတယ်နောက်ဆုံး animate ပေါ့ animate ကတော့ brother တို့သိတဲ့အတိုင်းငကားကြီးပြောင်းသွားတာပေါ့ဗျာ user passive ပွင့်ဖို့အတွက် skill 3နဲ့ skill 1ကိုတွဲသုံးလို့ရပြီးတော့ level 2လေးသုံးလိုက်မယ်ဆို skill 2လေးသုံးလိုက်မယ်ဆိုလို့ရှိရင်ဗျာ passive ကပွင့်လာလိမ့်မယ်နောက်ပြီးတော့ skill 2နဲ့1ကိုလည်းတွဲသုံးလို့ရပါသေးတယ်user ရဲ့အဓိကအားသာချက်ကတော့ဗျာ target battery တို့ low battery တို့မှာ enemy ရဲ့ hyper ကို retrieve ပေါက်လို့မရအောင် battery file နေနဲ့လိုက်ပြီးတော့ထိန်းထားလို့ရလို့ဗျာ enemy ရဲ့ maximum နဲ့ mate ကိုလည်း skill 1 2 3 combo လေးနဲ့ AC တက်လို့ရတယ်ဗျာဒါပေမဲ့ user ရဲ့ enemy ကကူးလုံးကြတဲ့အတွက်ကြောင့်မလို့ early game မှာတနိုင်သမျှမသိအောင်ထိန်းဆော့ဖို့အကြံပြုပါတယ်စိတ်မစောဘူးဆိုရင်တော့ bro ကငကားမဖြစ်ဘဲနဲ့အစိမ့်မရှိတဲ့ရေမွေပဲဖြစ်သွားပါလိမ့်မယ်user ကိုဒီလိုမျိုးကြမ်းပြီးတော့ hyper ပဲစားလုံးကျင်နေဆိုလို့ရှိရင်တော့ DI တန်လေးနဲ့ဆော့လို့ရပြီ emblem လေးကတော့ဒါလေးကကောင်းပါတယ်ခင်ဗျ British Bay ကတော့ကိုမိုတွေတွဲလို့ရအောင် battery file ကအကောင်းဆုံးပဲကဲအခု video ကြည့်နေတဲ့အချိန်မှာ user တွေပါတယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့လိုအပ်ချက်လေးထောက်ပြပြီးတော့ brother တို့ရဲ့ win rate လေးကိုလည်းကြွားခဲ့လို့ရပါတယ်ခင်ဗျ number 2 နေရာမှာရှိနေတဲ့ hero တွေကတော့ Trizla ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Trizla ကို Mythic နဲ့ Mythic Outrun တွေမှာသိမတွေ့ရတဲ့ပေမဲ့
Mythical Honor နဲ့ Gloria ထက်မှာတော့ EHP လိန်လာတိုင်းအတွက်ရွေးချယ်လို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်ရှိနေပါတယ်အဓိကကတော့ Twizzler SK2 ကြောင့်ပဲဖြစ်ပါတယ် Twizzler SK2 ဟာ early game မှာက damage ထွက်တဲ့အတွက်ကြောင့်မလို့ကိုနဲ့လိမ့်မှာရှင်ထင်းရတဲ့ hero တော်တော်များများကိုကောင်းကောင်းကြီးနှိမ်ပြီးတော့ဆော့လို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်ပထမဦးဆုံး Twizzler ရဲ့ passive နဲ့ spell တွေအကြောင်းကိုရှင်းပြပေးခြင်းပါတယ် passive Twizzler ရဲ့ passive ကတော့သွေးနဲ့လေး damage ရောချနိုင်စွမ်းမြင့်လေလေးပါအဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ enemy က brother ကို damage ပေးတဲ့အခါမှာသွေးနဲ့သွားတဲ့အခါတိုင်း brother အနေနဲ့ damage တွေကိုပိုခံနိုင်မှာဖြစ်ပါတယ် skill 1ကတော့မြေကြီးကိုခွဲလိုက်ပြီးတော့ enemy ကိုထိအောင်သုံးလိုက်မယ်ဆိုရင် enemy ကနေသွားမယ် brother ကအနှင်းငယ်မြန်သွားမယ်ဗျာနောက်ပြီးအဲ့ဒီ skill 1ကိုထိထားတဲ့ enemy ကအကြောင်းတွေပောက်ကွဲသွားမယ်ဗျာ skill 2ကတော့သူကင်ထားတဲ့တင်းမုတ်ကြီးကိုညာဘက်ကိုတစ်ခါလွဲဘယ်ဘက်ကိုတစ်ခါလွဲပြီးရင်အလေတက်တက်ကိုရိုက်ချသွားမယ်ဒါပဲဗျာလွယ်လွယ်လေးပဲ Twizzler ရဲ့အားသာချက်ကတော့ဗျာသူရလည်းမာတယ် skill 2ကလည်း damage ဂိတ်တယ်နောက်ပြီးတော့ Twizzler ပါလို့ရှိရင်ဗျာ enemy ကကောင်တွေကဘက်တယ်ကိုဖင်ဖြောင်းမဆန်ရဘူးဘာလို့လဲဆိုတော့ anti-mate နဲ့ flicker တွဲသုံးပြီးတော့ surprise bot တွေနဲ့ enemy ရဲ့ back line တွေကိုဝင်လို့ရတယ်ဗျာဒါပေမဲ့ Twizzler က movement speed နေတဲ့ hero တွေကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ Emblem ရွေးတဲ့က agility လို့ခေါ်တဲ့ဖက်နဲ့လေးရောပေါင်ယူဖို့အကြံပြုပါတယ်နောက်ပြီးတော့ blitz spell မပါတဲ့အတွက်ကြောင့်မို့ brother အနေနဲ့ battle ထဲမှာတိုင်းမကျွံဖို့နဲ့ Twizzler က spell တွေကိုအကူပြီးဆော့လို့ရတဲ့ hero တွေကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ spell တွေကိုတေချာလေးအသုံးပြုဖို့တော့အကြံပြုပါတယ် Twizzler ကိုခက်ချင်းချင်းလေးဆော့ကျင်တော့ DIN နဲ့ဆော့လို့ရပြီး Emblem လေးကတော့ဒါလေးကကောင်းပါတယ်ခင်ဗျာ battle spell ကတော့ flicker အကောင်းဆုံးလို့ပဲကျွန်တော်ထင်ပါတယ်ကျွန်တော်ပြောထားတဲ့အထက်မှာလိုအပ်တာလေးရှိရင်ထောက်ပြသွားလို့ရပြီးတော့ brother တို့ရဲ့ win rate လေးကိုလည်းအပန်မကျင် comment မှာကြွားခဲ့ပါအောင်ဗျာကဲနောက်ဆုံးမှာတော့ fighter တွေရဲ့ဘီယင်ကဘာလို့လဲဆိုတော့ပြောပြဖို့အချိန်ရောက်ရှိလာခဲ့ပါပြီနောက်ဆုံးဗီဒီယိုလေးကိုမပြောပြခင် brother တို့ကိုပြောပြစရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ brother အနေနဲ့ဗျာ epic skin တစ်ကောင်အလကားရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော် channel လေးက subscriber 1k ပြရနဲ့ epic skin giveaway ပေးမှာမို့လို့ပါကဲအားလုံးစောင့်မျှော်နေကြတဲ့ fighter တွေရဲ့ဘီယင်ကတော့သူများရည်နဲ့မတူတမှုထူးရပြီးတော့တယောက်နှစ်တန်းပါတဲ့ player တော်တော်များများရှုကြီးလို့တည်ထားကြတဲ့ Xbox ကြီးပဲဖြစ်ပါတယ်။ဘာဖြစ်လို့ solo rank တင်လို့ကောင်းတဲ့ hero တွေရဲ့ number 1နေရာမှာ Xbox ကရှိနေရလဲဆိုတော့ Xbox ဆိုတဲ့ hero ကဗျာကန်ရလွယ်ပြီးတော့ player တိုင်းဆော့လို့ရတဲ့ hero တွေကောင်ဖြစ်နေလို့ပါပဲ။နောက်ပြီးဒီ hero ကြီးကအာရုံကောင်ကြီးဗျာသိလား။ဘယ်လောက်ထိအောင်နောက်ဘက်ကောင်းလဲဆိုတာ Xbox နဲ့ရှင်ထိန်မှုတဲ့ player တိုင်းသိမှာပါ။ပြည်တဲ့နှစ်တန်းပါတဲ့အတွက်ကြောင့်တက်ရတာလေတော်တော်လေးကိုခတ်တယ်လို့တော်တော်လေးကိုမာတဲ့ hero တွေကောင်ဖြစ်ပါတယ်။မာဦးမဲလားဆိုတော့လည်းမဟုတ်သေးဘူး။ဓာတ်မိရလည်းထွက်သေးတယ်။နောက်ပြီးတော့ ice cream ဝစ်ပါလာလို့ကတော့ဗျာစလိုးကလည်းစလိုးဓာတ်မိရလည်းထွက်အဲ့ဒါမှ immortal နဲ့ blender အိတ်နဲ့ဆိုလို့တော့ဗျာသွားပြီးအဲ့ကောင်ရမသိတော့ဘူးအိတ်ဘောဘယ်လိုကံရမလဲဆိုတာမသိရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသွားကြည့်လို့ရပါတယ်ခင်ဗျကဲဒီတော့ Xbox ရဲ့ passive နဲ့ skill တွေအကြောင်းကိုပြောကြရအောင်ဗျာ passive Xbox ရဲ့ passive ကတော့သူ့ရဲ့ဒီဘက်ကသွေးအောင်လို့ပဲပြောရမယ်ဗျအဲ့ရှိနေတဲ့အချိန်မှာသူ့ကိုပေးတဲ့ damage တွေကိုခံနိုင်မယ်ပြီးတော့ဒီကျသွားတဲ့အလုံးလေးတွေကိုလိုက်ကောက်မယ်ပြန်စုမယ်အဲ့ဒါဘာမှမခက်ဘူးအဲ့ဒါသူ့ရဲ့ passive ပဲဗျာ skill 1ကတော့တည့်တဲ့အတိုင်းမီးမုတ်တာပေါ့ဗျာ skill 2ကတော့မီးလုံးလေးတွေကိုပြစ်လိုက်ပြီးတော့ပြန်စုတယ်ဗျာ enemy တွေရှိလို့ရှိရင်သူတို့ကပါလာမယ် enemy ကတော့ let insanity လို့ခေါ်ပြီးသူ့ရဲ့ passive ရှီလုံးတွေကိုဖောက်ခွဲပစ်တာဗျာ Xbox ရဲ့အားသာချက်ကတော့ skill 1 damage လည်းထွက်ပြီးခဏခဏလည်းသုံးလို့ရတဲ့အတွက်ကြောင့် enemy တွေကိုသွေးလိုက် shot လို့ကောင်းလို့ enemy ကလည်း enemy backline နဲ့ထိဝင်ချလို့ကောင်းတဲ့အပြင်သူ enemy သုံးနေတဲ့အချိန်မှာပေးတဲ့ damage ကိုလည်းခံနိုင်ပါသေးတယ်ဒါပေမဲ့ရှိမရှိရဲ့အချိန်မှာသူ့ကိုတက်ရနည်းနည်းလိုတဲ့အတွက်ကြောင့်မို့ enemy ကကောင်တွေကဗျာ brother enemy သုံးပြီးရဲ့အချိန်မှာ brother ကိုတက်လိုက်မယ်ဒါကြောင့်မလို့ enemy ကိုအစောကြီးမပေးပါနဲ့ skill 1နဲ့သွေးလိုက် shot ဗျာပြီးမှအဲ့ကောင်တေဖို့တေချာတဲ့လောက်ရှိပြီဆိုမှ enemy ကိုပေးXbox ကိုခက်ကြကြလေးဆော့ကျင်တော့ DIN နဲ့ဆော့လို့ရပြီး Emblem လေးကတော့ဒါလေးကကောင်းပါတယ်ခင်ဗျာခုဗီဒီယိုကြည့်နေတဲ့အထက်မှာ Xbox Pro တွေပါတယ်ဆိုရင် brother တို့ရဲ့ဝင်လေးကိုကျွန်တော်သိကြပါတယ်ဗျကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်တော့များမှာလည်း brother တို့အတွက်အခုလိုအကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့ထပ်မံပြီးတော့တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်